တိတ်ဆိတ်နေတဲ့ခီးသွားရင်တိတ်မတွေ့ ရွှေရွှေတော့နေရတဲ့တကူပါ အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့အိုင်းလိုကယ်ရေးပဲသွားတာများတဲ့ကမ်းခြေတခုကိုသွားဖို့စီစဉ်တာမို့လို့ကျွန်တော်လည်းလိုက်ခဲ့တော့အခုသွားခဲ့နေရလေးတော့ Chonburi Province မှာရှိရပါစတာဟစ်လို့ခေါ်ပါတယ်ထိုင်းရည်တက်မြို့တော်ပါရောက်ချင်းတော့လူပြည်တိုင်းမှာပဲဝင်ကြည့်လိုက်ပါတယ်ကျွန်တော်လည်းစားပြီးတော့ coffee line ဒီဇိုင်းပြင်သွားပါမယ်ဒီတွေကတော့ညနေကျမှဆင်းပါတော့ဒီ cafe ရဲ့ view ကိုတစ်ချက်ရှိုးလိုက်ပါအောင်ဒီလိုအရန်လာတဲ့ view ကြောင့်တကူတကကိုလာခဲ့တာပါအထဲမှာဓာတ်ပုံရိုက်စရာ spot တွေလည်းတော်တော်လေးကိုများရပါတော့ကဲတော့မြိုက်ရှင်ဦးဆိုရင်လည်းဒီလိုလေး view လေးတွေကြည့်ပြီးတော့ coffee လေးတောက်အေးဆေးပဲဒါတော့ကျွန်တော်လမ်းမြင်ပြီးတော့သဘောရမ်းကြလို့ရိုက်ထားတဲ့ shot လေးတွေပါဒီစတာဟိက beach ရဲ့ရေတက်ကထိန်းသိမ်းဆောင်ရှောက်တာမို့လို့တဲဟုတ်ရေရောတအားဟုတ်တတ်ပါတယ်သဘာဝတိုင်းကိုလှပြီးအမိုက်လေးတော်တော်နေပါတယ် beach ထဲကိုလည်းဆင်းလို့နေပါမယ် cafe လေးတစ်ခုရောက်ပါပြီဒီ cafe လေးကတော့ကျွန်တော်ဆင်းမဲ့ Namran Beach နာ cafe လေးပါကဖေးကနေလည်းပင်လယ်ပြင်ကိုလှမ်းပြေးလို့ရတယ်လို့ဒီရုပ်ဆင်းနေတယ်ဆိုတော့အောက်ကိုဆင်းသွားရုံပါပဲဒီ beach cafe ကိုကျွန်တော်ခုနကဖေးထက်တော့ပို့ပြီးတော့သဘောကျပါတယ်အဓိကတော့တဘာဝဆန်ဆန် vibe လေးရလို့ပါကျွန်တော်ဒီနေ့သွားခဲ့တဲ့ cafe နှစ်ခုလုံးကိုလည်း video ရဲ့အဆုံးမှာ location လေးထည့်ပေးထားပါတယ်ဒါကတော့ပြောခဲ့တဲ့ Namran Beach ပါဒီစတာဟစ်ကနေလည်းပုံနဲ့သွားလို့ရတဲ့ကျွန်းတွေအများကြီးရှိပါတယ်ဒီတစ်ခါတော့ဒီ trip ပဲမလို့နောက်တစ်ခါဒီချာချာလေးလာလဲပါဦးမယ်အဆုံးလေးကြည့်ပြီးတော့ကျေးဇူးပါ